Hello everyone ဒီနေ့ကတော့ special weekday breakfast menu လေးပါအိမ်မှာရှိရရနဲ့မွေးဟင်းကအလွယ်ချက်ပါမယ်ပထမဦးဆုံးကလပဲပြုတ်ပါမယ်ချက်တော်နီးချက်တော်ဖြူစပလင်ထောင်းထားပါမယ်ကလပဲလေးတွေလုပ်လိုက်ဘလန်ဒါနဲ့ချိန်ပါမယ်ငါးကိုနံပြားကြီးရေနည်းငယ်ထည့်ပြီးတော့ပြုတ်ပါမယ်ချက်တော်နီးကိုလည်းမူးလွယ်အောင်လို့တဝက်ချမ်းပြီးထည့်ပြုတ်ပါမယ်မနက်မှစာမှာဆိုတော့တစ်ခါလေးထည့်ပြုတ်တာပါစီတက်ဖို့အတွက်အိုးပူတာနဲ့စီထည့်ပါမယ်ထောင်းထားတာလေးတွေထည့်ပါမယ်စနွေးရဲ့အယောင်တင်လေးတွေထည့်ပါမယ်စီတက်တဲ့ခါမှလေးအနံ့လေးမွေးဖို့အတွက်ငါးပြားလေးနဲ့ထည့်ပြီးတော့တက်မယ်ပေါ့နော်အစိမ်းနဲ့နေပြောက်သွားတဲ့အထိစီတက်ပြီးသွားရင်နှွေထားတဲ့ငါးသားပြုတ်လေးတွေကိုထည့်ပြီးတော့စီထက်တက်ပါမယ်ကလပဲကြိတ်ထားတာလေးလည်းထည့်ပါမယ်ဆန်လုံးမလေးပါတစ်ခါလေးထည့်ပါမယ်အရေးလေးခံသွားတဲ့အထိစီတက်ထားပါမယ်ဘူးလေးတွေနဲ့ထည့်ပြီးတော့ရိုက်ပေး